ကျွန်တော်ကတော့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကုကဲမှုအောက်ရှိအမှတ်140ခြေနေတရင်မှတရင်မှုတောင်ဝန်ထမ်းဆောင်နေတဲ့ရန်တန်းဝင်အမှတ်ကြီး38536ဒုတိယဗိုလ်မှူးကြီးရဲစွတ်ထက်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ CN နဲ့ဥဆောင်တဲ့ချင်းလန်းအောင်ကောင်စီအဖွဲ့ကခြေချစစ်ဗျူဟာမှာရှိတဲ့ဗိုလ်မှူးစီမျိုးစီကိုဘိုက်ဘာကနေတဆင့်ဆက်သွယ်လာတာရှိပါတယ်ခင်ဗျအဲ့ဒီအချိန်ကနေစပြီးတော့ဆက်သွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ဟုတ်ကဲ့ဗိုလ်မှူးစီမျိုးကကျွန်တော်နဲ့အတူလက်နက်ချအညံ့ခံတဲ့အထဲမှာရောအစာအာဟာရပြတ်ပြီးသေဆုံးသွားတဲ့သူတွေထဲမှာရောမပါပါဘူးခင်ဗျဒါပေမဲ့ဘုံစင်မျိုးကအစာကလေးက CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့နဲ့အဆက်အသွယ်ရှိခဲ့တာကြောင့်အဲ့ဒီဘက်ကိုပူးပေါင်းသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဟုတ်ကဲ့ပထမပိုင်းမှာတော့ကျွန်တော်ဘုံမှုစင်မျိုးနဲ့ဗိုက်ဘာနေတဆင့်အဆက်အသွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်တို့တက်ကဘူဖန်မျိုးစားအိုင်ကွန်စကားပြောဆက်နဲ့ကျွန်တော်တို့ကြားတဲ့ဖန်ယူရာနေပြီးတော့ချင်းလန်းကောင်စီအဖွဲ့ရဲ့ဆက်လိုင်းလုံးကိုဖန်အောင်ရရှိခဲ့တာဖြစ်ပါတယ်ဗျဆက်ထဲမှာတော့ချင်းဘာသာစကားနဲ့ပြောဆိုနေကြတာဖြစ်တဲ့အတွက်ကျွန်တော်တက်မိသားစုတွေကဘာသာစကားနားလေတဲ့ရဲမိတအုပ်နဲ့ကျွန်တော်ဘာသာပြန်ခိုင်းပြီးတော့နားထောင်နေကြပါတယ်ဆက်ထဲမှာတော့သူတို့တက်ဖွဲ့တွေကိုကိုကဲညွှန်ကြားနေတဲ့စကားပြောတဲ့နေကိုကျွန်တော်ကြားခဲ့ရတာဖြစ်ပါတယ်ဗျအဲ့ဒီအခြေအနေကိုကျွန်တော်ဗျူဟာမှုစီကိုကျွန်တော်ဆက်လက်တင်ပြခဲ့ပါတယ်ဗျူဟာမှုအနေနဲ့ကျွန်တော်ဖနိုင်ကြီးရထဲမှာရှိတဲ့ချင်းညီနောင်မှာအမိတ်တက်ဖွဲ့တွေနဲ့ကျွန်တော်ချင်းလန်းကောင်စီအဖွဲ့တိုက်ပွဲချီနေနဲ့ကျွန်တော်သတင်းတွေကိုသိလို့တာကြောင့်ဝင်ရောက်ဆက်သွယ်ဖို့ကျွန်တော်စီကိုညွှန်ကြားခဲ့ပါတယ်ဗျအဲဒါကြောင့်ကျွန်တော်အနေနဲ့လည်းတက်မှာရှိတဲ့ဗိုလ်မှူးရဲမင်းထုံးကိုအိုင်ကွန်ကနေတဆင့်ဝင်ရောက်ဆက်သွယ်ဖို့ကျွန်တော်ထပ်ဆင့်ညွှန်ကြားခဲ့ပါတယ်ဗျအဲဒီနောက်ပိုင်းမှာကျွန်တော်ချင်းလန်းကောင်စီအဖွဲ့နဲ့ဆက်သွယ်ရရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့ချင်းလန်းကောင်စီအဖွဲ့ကငါတို့ဒီဆက်တွေနဲ့ပြောရတာလုံခြုံမှုမရှိဘူးငါတို့မင်းတို့ကိုအိုင်ကွန်တစ်လုံးပို့ပြီးမယ်ဆိုပြီးတော့ drone နဲ့ကျွန်တော်အိုင်ကွန်တစ်လုံးရယ်နာဘူဒီဆက်လက်တပူရယ်လာပြီးပို့ပေးခဲ့တာရှိပါတယ်ဗျနောက်ပိုင်းမှာတော့ကျွန်တော်အဲ့ဒီအိုင်ကွန်စကားပြောဆက်နဲ့ပဲကျွန်တော်အဆက်အသွယ်ပြုလုပ်ခဲ့ကြပါတယ်ချင်းလန်းကောင်စီအဖွဲ့ကဆက်ခေါ်လင်းယုံနဲ့ကျွန်တော်ဗိုလ်မှူးရဲမင်းထုံးကတော့ရဲတိုက်ဆိုတဲ့ဆက်ခေါ်နဲ့ကျွန်တော်အဆက်အသွယ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်ကျွန်တော် CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်တို့တပ်ဖွဲ့တွေကိုကြီးရအပြင်ထွက်ပြီးတော့သူတို့နဲ့အတူပူးပေါင်းတိုက်ခိုက်ဖို့ကမ်းလှမ်းခဲ့တာတွေရှိပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကြီးရအပြင်ကိုထွက်ပြီးတော့တိုက်ခိုက်မှုမျိုးတော့မလုပ်ဘူးလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့လက်နက်ကြီးပစ်ကူပေးလို့ရတယ်ဆိုပြီးအကြောင်းပြန်ပြီးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ကျွန်တော်ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေကို drone နဲ့ပုံကျဲတိုက်ခိုက်ဖို့အတွက်ကျွန်တော်9ချိန်တိုင်း drone ချက်မှာပေးပြီးဖို့တောင်းဆိုခဲ့တာရှိပါတယ်ခင်ဗျကျွန်တော်ဘက်ကလည်း9ချိန်ပေးပြီးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ကျွန်တော်ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်လက်နက်ကြီးပစ်ကူ3ချိန်တိုင်းတောင်းခဲ့တာရှိပါတယ်ဗျကျွန်တော်ဘက်ကလည်း3ချိန်ပြန်ပြီးခဲ့တာရှိပါတယ်ပထမချိန်မှာတော့ကျွန်တော်61မမတစ်လုံး81မမတစ်လုံး120မမတစ်လုံးပစ်ကူပေးခဲ့တာရှိပါတယ်ဗျဒုတိယချိန်နဲ့တတိယချိန်မှာတော့ကျွန်တော်60မမနှလုံးစီပစ်ကူပေးခဲ့တာရှိပါတယ်ခင်ဗျဟုတ်ကဲ့ CN နဲ့ဥဆောင်တဲ့ချင်းလန်းကောင်စီအဖွဲ့ကဗိုလ်မှူးစီမျိုးဦးစီကိုဗိုက်ဘာကနေတဆင့်ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေရဲ့တည်နေရာကိုကျွန်တော် Google Map နဲ့ screenshot ရိုက်ပြီးတော့ပေးပို့ခဲ့တာတွေရှိပါတယ်အဲ့ဒါကို
ဘုံမှုစီမျိုးကဝင်မကြည့်ဖြစ်တဲ့အတွက်ကျွန်တော်အိုင်ငွန်ကနေတဆင့်ဘုံမှုချင်းမင်းထွန်းကိုဆက်သွယ်လာပြီးတော့ဘိုက်ဘာမှာပြူဟာကိုချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေရဲ့တီနေရာကိုပို့ပေးထားတယ်အဲ့ဒါကိုတစ်ခေါက်တော့ဝင်ကြည့်ဖို့ပြောပေးပါပြီးရင်ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေရဲ့တီနေရာကိုပို့ပေးတဲ့တဲ့တင်အတွက်ငါတို့ကိုတနက်လက်ဆောင်ပြန်ပေးရမယ်လို့ပြူဟာမှုကိုပြောပေးပါဆိုပြီးတော့ကျွန်တော်ဆက်သွယ်ပြောဆိုခဲ့တာတွေရှိပါတယ်ဗျအဲဒီနောက်မှာတော့ကျွန်တော် Jet Fighter 2စီးနဲ့ကျွန်တော်ဖနိုင်ကြီးရွာအတွင်းမှာရှိတဲ့ချင်းညီနောင်မှာမိတ်တပ်ဖွဲ့တွေရဲ့ပြစ်မှတ်၄ခုကိုဒါပြစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိသလိုဒါဝိုင်းတွဲတေဦးကိုဆောင်ရေးလေရင်နဲ့လည်းကျွန်တော်ဘုံ15လုံးနဲ့ပြစ်ကူပြီးတိုက်ခိုက်ခဲ့တာတွေရှိပါတယ်